ရုပ်လည်းမတွေ့နာမ်လည်းမတွေ့ပြီးဖြစ်တာနဲ့ပြက်တာပဲတွေ့ပါတယ်တုံညတမြင်သွားရမယ်ပေါ့တုံညဖြစ်သွားရမယ်ရုပ်လည်းမရှိနာမ်လည်းမရှိဘူးပုဂ္ဂိုလ်မတော်မရှိဘာမရှိရှိတာဘာနဲ့ပါလဲဖြစ်သဘောနဲ့ပြက်သဘောလေးပေါ်လာတဲ့အာယုန်လေးတွေကဖြစ်ချင်းဖြစ်ပြီးချင်းပြက်နေတာပဲရှိတယ်ဖြစ်ပြီးပြည့်စည်တဲ့သဘောလက္ခဏာလေးတစ်ခုသာရှိတယ်အဲ့ဒီဖြစ်ချင်းပြည့်ချင်းကိုဘာလို့ခေါ်လဲယုံနာလို့ခေါ်တယ်ယုံနာကိုပြီးနေခန္ဓာ၅ပါးလို့ခေါ်တယ်ခန္ဓာ၅ပါးကိုပဲအာယနာ12ပါးဓာတ်17ပါးခေါ်တယ်ချက်တဲ့ခန္ဓာတစ်ခုလုံးမှာစိတ်တဲ့ရုပ်တရားတို့ပြီးအမြဲမပြတ်တိဆောက်ထားသောခန္ဓာကြီးပဲလို့အဲ့ဒါသဘောပေါက်ထားရမယ်ဟုတ်တယ်လားအတွင်းတဏ္ဍာမှာရှိနေတဲ့ဒီခန္ဓာတစ်ခုလုံးမှာရှိနေတာကဘာတွေရှိနေလဲမင်းစိတ်စေတသိက်ရုပ်တရားဒါပဲရှိပရမတ္ထတရား၄ပါးရှိတယ်မဟုတ်လားပရမတ္ထတရား၄ပါးထဲမှာစိတ်စေတသိက်ရုပ်နိဗ္ဗာန်နိဗ္ဗာန်ဒီခန္ဓာထဲမှာရှိတာမဟုတ်ဘူးနော်နိဗ္ဗာန်ဒီခန္ဓာကိုယ်ထဲမှာရှိရလားသို့တော့ဓမ္မတိယနီကတော့နိဗ္ဗာန်ခန္ဓာပရိပတ်တမေဝနိဗ္ဗာန်နဲ့ခန္ဓာကတော့တစ်စက်သေးပါတဲ့သို့တော်လည်းပဲရေရှိနေတယ်ဟိုဘက်ကဒီဘက်ကထဲမှာချောင်းလေးမှာရေရှိရေပြည့်လို့ရှိသွားလို့ရောက်ပါမလားနိဗ္ဗာန်နဲ့ခန္ဓာကြားထဲမှာဘာရှိတယ်ဘာရေလဲလို့မေးကိလေသာရေရှိတယ်ကိလေသာရေရှိလို့သွားလို့မရောက်တာကိလေသာတရားတွေကိုခန်းချောက်ဖို့ကိလေသာရေခန်းချောက်ဖို့တဲ့အကျင့်ပန်းထိုင်မှတ်ရမှတ်စင်ကြံမှတ်အဲ့လိုကျင့်ပန်းများစွာကြိုးစားပွားများအားထုတ်လာသည်ရှိတော်အပူဓာတ်အလောင်းဓာတ်ဒီလောဘဓာတ်ဒေါသဓာတ်မောဟဓာတ်အဲ့ဒီအစိဓာတ်အလောင်းဓာတ်တဖြည်းဖြည်းပါဖြစ်လာတယ်မတ်ဖန်များလာလီခန်းချောက်လာလီမတ်ဖန်များလာလီပါလာလီခန်းချောက်လာလီနောက်ဆုံးမှလုံးဝချုပ်ငိမ့်တဲ့အရှင်ဒီဘယ်ကိုကျေးဇူးပြုသွားရမယ်အချင်းဟေးမညာမနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားရတဲ့အချိန်ပေါ့လွယ်လေးနဲ့ကိုသွားလို့ရောက်ပြီပေါ့ဟုတ်တယ်လားဒါကြောင့်မလို့နိဗ္ဗာန်နဲ့ခန္ဓာကတော့တစ်စက်တည်းမှန်တယ်သို့တော့ဘာရှိတယ်ကိလေသာရေရှိလို့သွားလို့မရောက်တာပဲလို့သဘောပေါက်ထားလိုက်ဟုတ်ပြီဒါကြောင့်မလို့အဲ့ဒီကိလေသာဝတ်၃ပါးဖြစ်တဲ့အဝိဇ္ဇာတဏှာဥပါဒ္ဒအဝိဇ္ဇာဖုံးလွှမ်းထားတယ်တဏှာကဘုံဘဝအပေါ်မှာဘာဖြစ်နေတယ်အမြဲမပြတ်နှစ်သက်တွေ့တာပြီးတော့တင်းကျပ်နေတယ်ဥပါဒ္ဒဆိုတဲ့သဘောကမရမနေနိုင်ဘူးဆိုတဲ့အဲ့မရနေမရစားမရတောင်းမရစွဲနေတာဥပါဒ္ဒမောဟဆိုတဲ့တရားကအဝိဇ္ဇာကဖုံးဖိတဏှာကလိုချင်ပြီးတော့စွဲလိုချင်ပြီးတက်မဲ့ဥပါဒ္ဒစွဲပြီးတော့ကိလေသာဝတ်၃ပါးကဖြစ်ပေါ်နေတဲ့အချိန်မှာကာမဝတ်နှစ်ပါးသင်္ခါရနဲ့ကာမဘဝတရားတို့ကအမြဲတမ်းသူတို့ကရှေ့ဆောင်တို့နောက်လိုက်အဖြစ်နဲ့ဖန်တီးပြုလို့ရေးနဲ့ကံတတိတိများနောက်ဆုံးမှာဗာသက်စာနဲ့ပြည့်စုံသွားတယ်အေးကံသမုဒိယသစ္စာအင်္ဂါပြည့်စုံသွားပြီလို့ဆိုရင်သမုဒိယသစ္စာရဲ့စွန့်ရည်တတ္တိကဗာသက်စာကျိုးဆိုကြည်သိပြလိုက်တယ်ကာမဘဝပစ္စယဇာတိဘောဟုတ်တယ်လားသင်္ခါရပစ္စယလည်းပရိသန္တိဝိညာဉ်ဇာတိအဝိဇ္ဇာပစ္စယသင်္ခါရမဟုတ်လားသင်္ခါရပစ္စယပရိသန္တိဝိညာဉ်ဒီနေရာမှာဝိညာဉ်ဆိုတဲ့နေရာမှာပရိသန္တိဝိညာဉ်ကိုကောက်ရတယ်ဘဝတိဝိညာဉ်မကောက်ရဘူးအဲ့ဒီပရိသန္တိအမိဝမ်းကောင်းထဲမှာ6လလောမြောက်10လတဲ့နေကလလရည်ကြီးကစပြီးနေခဲ့တာကောက်ရတယ်ပြီးတော့မှတဖြည်းဖြည်းကြီးထွားလာပြီးတော့ဘဝတိဝိညာဉ်ဖြစ်လာစေခဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်ဇီဝဝိညာဉ်ကညာကာယဝိညာဉ်နဲ့ဖြစ်လာဝိညာဉ်နဲ့ပြနာမောရူပသာလနာဖတ်တာဝေဒနာဆိုပြီးတော့ခန္ဓာ၅ပါးဖြစ်သွားတာပေါ့အဲ့ဒီခန္ဓာ၅ပါးကိုကြည့်လိုက်ပြန်တယ်ဝိညာဉ်ကစလိုက်ကြတဲ့ကွာပရိသန္တိဝိညာဉ်ဆိုရင်ဘာသစ္စာကစလာလဲဩဒုက္ခသစ္စာအမေဝံကောင်မှာနေခဲ့တဲ့ဒုက္ခသစ္စာနဲ့စလာခဲ့တာနော်ဒုက္ခဝိညာဉ်နာယုတ်ကလည်းပဲယုတ်နံတွေကလည်းဒုက္ခသစ္စာပဲဟောသာလနာကလည်းဒုက္ခသစ္စာဖတ်တာလည်းဒုက္ခသစ္စာဝေဒနာလည်းဒုက္ခသစ္စာပဲဆိုရင်ဒုက္ခအကုန်လုံးဒုက္ခပဲပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးထဲမှာ7ထဲမှာသစ္စာဘယ်နှပါးနဲ့လဲပတ်နေတယ်မသစ္စာနဲ့ဘာသစ္စာပါလိသမုဒိယနဲ့ဒုက္ခဒါပဲရှိတာပဲဒါဘုန်းကြီးတို့7ဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောထားတာမသိမှဆုလို့အတွက်မဟုတ်ဆရာတော်ဘုရားကြီးကတော့ပရိစ္ဆသမ7တီထွင်းပြီးဉာဏ်ကြီးရှင်ပုဂ္ဂိုလ်ကစီမံပေးတဲ့အတွက်ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေထောက်ပြီးဒီလိုကိုသမုဒိယဒုက္ခသမုဒိယဒုက္ခသမုဒိယဒီလိုလဲပတ်ကြည့်သဘောပါလား7ကြီးလဲတာတော့မဟုတ်ဘူးသူတော်ကောင်းတို့ရဲ့ခန္ဓာလဲနေတာခန္ဓာထဲမှာဘာတွေလဲနေလဲမေးရင်ခန္ဓာ
အရဏဓာတ်ဘာဒီလဲနေတယ်ခန္ဓာအရဏဓာတ်တို့လဲပတ်နေလို့ဘာလို့ခေါ်လဲတန်တရာလို့ခေါ်တာကိုတန်တရာဆိုတာဟာခန္ဓာအရဏဓာတ်တို့လဲပတ်နေတယ်စက်ဝိုင်းဆိုတာတန်တရာစက်ဝိုင်းသူကဒီစက်ဝိုင်းကြီးကလဲလန်းနဲ့ဖြတ်လန်းနှလန်းကိုပြတချို့ကပြောတယ်ရှင်မြတ်အဲ့ဒီစက်ဝိုင်းကလဲလန်းကိုကုန်သိပါတယ်ဗျာဒါပဲနားလေသူကလဲလန်းပဲနားလေထားတော့ထွက်လန်းသူပေါ်အောင်မကြိုးစားပဲကိုဟုတ်တယ်လားထွက်လန်းကဘယ်နေရာမှာကြိုးစားရဝေဒနာနိရောဓတဏှာနိရောဓနံပါတ်နဲ့ပြောရင်နံပါတ်နဲ့နံပါတ်3ချမ်းမှာဟုတ်တယ်လားဝေဒနာနဲ့တဏှာကြမှာဉာဏ်သွင်းပြီးတော့မက်ကဘာဝနာတတ္တိဉာဏ်သွင်းပြည့်ဝေဒနာနိရောဓတဏှာနိရောဓဖြစ်သွားမယ်အဲ့ဒါဝေဒနာပြည့်စရာတဏှာဆိုရင်တော့ပြစ္ဆေသမုပ္ပါကဘာဖြစ်သွားပြီလဲပတ်သွားပြီတန္တရာတစ်ဖက်ကန်းစီကိုလဲသွားပြီသူကသမုဒိယသစ္စာတတ္တိကပ်ပြီးဆိုရင်တော့ဒုက္ခထဲမှာသမုဒိယလေးထပ်သွားခြင်းကြောင့်သမုဒိယဒုက္ခသည်အဲ့ဒီနံပါတ်2နဲ့နံပါတ်3သည်တွဲပြီးတော့နံပါတ်4ဒုက္ခသစ္စာနဲ့ပဲကိုကျေစုပြုသွားတာပဲအထည်လိုက်သွားတာတော့မဟုတ်ဘူးနော်ကျေစုပြုသွားတာဘာလိုက်သွားတာဘာဖြစ်သွားတာကျေစုပြုသွားတာအထည်မလိုက်ဘူးအတိတ်ဘဝတုန်းကလည်းပဲအထည်မလိုက်ဘူးဒီခန္ဓာကိုယ်ကြီးကိုရုပ်လည်းမလိုက်ဘူးနာမ်လည်းမလိုက်ဘူးယောက်ျားခန္ဓာမိန်းမခန္ဓာလိုက်တာမဟုတ်ဘူးဟုတ်တယ်လားဘာကကျေစုပြုတယ်ကံတတ္တိတရားကဟောပြောခဲ့ပြီမနေ့ကကုသိုလ်ကောင်းမှုတစ်ခုပြုတယ်ပြုလို့စင်ခဏလေးမှာကာယကံမြောက်ကြိုင်တဲ့ကာယသင်္ခါရနှုတ်ကလေးကရွတ်ဖတ်နေတာကဝစီသင်္ခါရစိတ်ကအာယုပြုနေတာစိတ်တသင်္ခါရမနောသင်္ခါရသင်္ခါရ၃ပါးအဲ့ဒီကိုမိမိတဏ္ဍာထဲမှာသင်္ခါရပုံညာပိသင်္ခါရမှာသင်္ခါရ၃ပါးလေးဆောင်ပြီးတော့လောဘနဲ့တောင်းမဲ့ဘဝကိုတောင်းတတ်မယ်ဆိုရင်သမုဒိယသစ္စာဖြစ်သွားရောအဲ့သမုဒိယသစ္စာပြုလို့စင်ခဏလေးမှာအလူရန်ပစ္စည်းကိုကင်ဆဲခဏမှာဖြစ်ကနေစေနာကံတတ္တိတရားလေးကဖက်ကနေမကိန်းကြံလိုက်တယ်ဗျအဲ့ဒီကိန်းကြံလိုက်တဲ့ကံတတ္တိတရားကလူလောကလူဖြစ်မဲ့တတ္တိကဘယ်ကိုကြည်သူပြုပါလိလူခန္ဓာကိုယ်ကြီးကိုအခုဘုန်းကြီးတို့ရရှိတဲ့လူပါလူခန္ဓာသူကြည်သူပြုလိုက်တယ်လူဖြစ်ပြန်တော့လည်းပဲလူချင်းတူသလားလို့မေးပြန်တော့မတူဘူးဗျအခုလူတော့လူတွေပဲဒုနှလုံးညာကခေါင်းပါတဲ့ကိုလူလို့ခေါ်လို့ရပါမလားမရဘူးနော်ပြောခဲ့တဲ့ခဏလူဆိုတာပါလေကုသလိအကုသလိမနတိသာနာတိမှာနော်ဒီကအကုသိုလ်ဒီကကုသိုလ်ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိတတ်တယ်အကုသိုလ်ဆိုတဲ့မဲညဲသောကံသည်တန္တရာမှာမကောင်းသောဘဝကိုအကျိုးပေးမယ်ကုသိုလ်ကံတရားကဖြူစင်တန့်ရှင်းသောကုသိုလ်ကံတရားကကောင်းသောသုက္ကတိဘဝကိုအကျိုးပေးမယ်ဒုက္ကတိလမ်းနဲ့သုက္ကတိတလမ်းနဲ့တွေ့ဟုတ်တယ်လားလေလန်းနဲ့ထွက်ရလန်းနဲ့တွေ့ကြိုက်ရရွေးချယ်လမ်းနဲ့တွေ့လို့ဘုရင်ဟောဘူးတဲ့ဟုတ်တယ်လားလေတွေတဲ့လမ်းရဲ့ထွက်မြောက်ရဖြစ်တဲ့လမ်းရဲ့ကဲသမုဒိယသစ္စာလမ်းကအိုနာတိထက်တဲ့လမ်းသမုဒိယသစ္စာလမ်းကအိုနာတိထက်တဲ့လမ်းဟောမေကသစ္စာလမ်းကအိုနာတိလွတ်တဲ့လမ်းနားလည်ပြီနော်မေကသစ္စာလမ်းကအိုနာတိလွတ်တဲ့လမ်းအတိတ်ဘဝပေါင်းမြောင်များစွာတို့ကဘုန်းကြီးတို့တရားဓမ္မတွေအိုနာတိလွတ်တဲ့လမ်းကလေးလဲပါလာခဲ့တယ်ဗျာဟုတ်လားအိုနာတိလွတ်တဲ့လမ်းကလေးလဲတို့ပါလာခဲ့တယ်ဆူတောင်းပါလာခဲ့တယ်ဆူတောင်းပါလာတို့ဒီနေ့ဘုရားဘာသာကောင်းတယောက်ဖြစ်နေတာ